တော်သလင်းလာတော့မြန်မာစနလမှာ6လမြောက်လာပေါ့တော်သလင်းလို့ဘာကြောင့်ခေါ်လဲဆိုလို့ရှိရင်တော်သလန်းဆိုတဲ့ပါဠိကနေနှစ်သက်ဝမ်းမြောက်ခြင်းလို့အဓိပ္ပာယ်ရတယ်တော်သလန်းဆိုတာဥရရဲ့တော်သလင်းလာဘွယ်လူသားမှာတော့ပန်းရွှေရင်းမှာတော်သလင်းလာမှာဘာပန်းနေရှိလဲဆိုတော့ရင်းမှာပန်းနေပွင့်တယ်တော်သလင်းလာမြစ်တွင်းတင်မျိုးခင်းတဲ့ဒီလိုစာဆိုလဲရှိပါတယ်တကူးကစုံနေုံဝါဆိုဝါကောင်းမှာမိုးတွေဖြိုင်ဖြိုင်ကြရွာပြီးတော့အားအင်ကုန်သွားတဲ့သဘောနဲ့တော်သလင်းလာမှာတော့မိုးမရှိတော့ဘူးမိုးကဝေးသွားပြီမိုးမရှိတာနဲ့တပြိုင်နက်တည်းမှာမြစ်တွေချောင်းတွေထဲမှာလည်းရေတွေကတည်ငြိမ်နေပြီလှိုင်းတွေလေတွေလည်းမထန်တော့ဘူးဒါကြောင့်မလို့အဲ့ဒီအချိန်မှာလှေပွဲသဘင်ဆိုတာကျွန်တော်တို့ဆင်ကျင့်ပလေးရှိပါတယ်ရှေးပြည်များလက်ထက်ကလေးကမင်းနေမိဖုရားတွေမြေကမ်းပါကနေပြီးတော့မှကြည့်ရှုအားပေးကြတာပေါ့နော်ဟိုတုန်းကတော့စင်က၄ပါးမှာတပါးပါဝင်ဖြစ်တဲ့လေတက်မတော်ဆိုတာကျွန်တော်တို့တာမန်လူတွေနဲ့ဖွဲ့စည်းထားလို့မရဘူးခြေလျင်10ပွဲအောင်မှမြင်းကိုတင်တယ်မြင်း10ပွဲကြမှဆင်ကိုတင်တယ်ဆင်10ပွဲအောင်မှလှေကိုတင်တယ်လို့ကျွန်တော်တို့ဖတ်မှတ်ခဲ့ရဘူးပါတယ်အဲ့တော့လှေတော်သားတွေကလှေပြိုင်တဲ့အခါမှာ1ယောက်ချင်း2ယောက်ချင်းလေတစင်းစီနဲ့ပြိုင်တာမဟုတ်ဘူးကျွန်တော်တို့ဟိုးတုန်းကပေ50လောက်40လောက်တခါတရံမှာလည်းပေ60လောက်ရှိကောင်းရှိမှာပေါ့အဲ့ဒီလောင်းလေတွေသစ်လုံးတစ်လုံးထဲကနေထွင်းပြီးတော့ဆက်တင်ထားတဲ့လောင်းလို့ခေါ်လောင်းလေပေါ့ဟိုတုန်းကဘုံကြီးတွေလည်းဒီလောင်းလေအလယ်မှာတင်ပြီးတော့ကြွကြတယ်ပြိုင်ပွဲတွေမှာကျတော့ဒီလောင်းလေမှာ15တက်16တက်18တက်တက်20တက်32အစရှိသဖြင့်လူပေါ့တက်မှာလူတယောက်ကင်တာဟုတ်တန်မှန်လှေလော်ယုံနဲ့လှေသွားယုံနဲ့မဟုတ်ဘူးတဲ့တက်ရေးကလည်းမြင်းရေးတွေလိုပဲတဲ့38ချင်းရှိတယ်တဲ့တက်ရေးတွေပြကြပြီးတော့မှဘရင်ရှိမှာလေတော်ပြိုင်ပွဲတွေကျွန်တော်တို့လုပ်ကြတယ်ဒီပြိုင်ပွဲလုပ်ရတဲ့ရည်ရွယ်ချက်ကလည်းလေတော်သားအချင်းချင်းရဲ့တယောက်နဲ့တယောက်စီလုံးညီညွတ်မှုလေလှော်တဲ့စီကံတက်ရေး38ချင်းကိုလည်းညီမျှအောင်တက်ကြွအောင်မျှတအောင်လုံလဝရိယတွေစပြီးတော့မှလေပြိုင်ပွဲတွေကိုကျင်းပခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်တော်သလင်းနဲ့လာရဲ့အထွတ်အထိပ်ပွဲတော်ပြောပါဆိုရင်တော့လေပြိုင်ပွဲဟာအဓိကပါပဲလေပြိုင်ပွဲကနေပြီးတော့မှစစ်တီကောင်းတွေကျွန်တော်တို့ရလာမယ်နောက်အချင်းချင်းစီလုံးညီညွတ်တဲ့စိတ် team work ပေါ့နော်အချင်းချင်းစီလုံးညီညွတ်ရမယ်မညီညွတ်လို့တယောက်ကတက်တစ်ချက်ဖောက်လိုက်တာနဲ့ဒီပြိုင်တဲ့မှာကျွန်တော်တို့လှေရရှုံးသွားမှာပဲပြိုင်ပွဲလေဒါကြောင့်မလို့ကျွန်တော်တို့လှေပြိုင်ပွဲရဲ့အနှစ်သာရဘာလဲဆိုလို့ရှိရင်နံပါတ်1ချက်ကတိုင်းပြည်ရဲ့စစ်သားကောင်းစစ်အင်အားတွေရလာဖို့လှေတော်သားတွေရဖို့နံပါတ်2ကတော့စီလုံးညီညွတ်မှုနံပါတ်3အချက်ကတော့အချင်းချင်းညီညာတဲ့စိတ်ညာတာတဲ့စိတ်စီးလုံးတဲ့စိတ်ရှိအောင်အရင်ခေတ်ကမြမလှေတော်သားတွေဟာလှေတပ်ဖွဲ့မှာရဲတောက်စစ်တီတွေဖြစ်လာအောင်ဆိုရည်ရွယ်ချက်တွေနဲ့တော်သလင်းလာမှာလှေပွဲသဘင်ကျင်းပခြင်းဖြစ်ပါတယ်ဒီစီစဉ်ကိုမြန်မာကောင်းဒုက္ခမှမြန်မာကောင်းဒုက္ခတထင်းလောင်းရှာပုံတော်အဖြစ်ဂုဏ်ယူစွာပတ်မိုးကူညီထားပါတယ်